Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးစရာလေးရှိရပေါ့နော်တခုထူထူတူတော့မဟုတ်ပါဘူးကျွန်တော်ဒီလက်တလုံးမှာပေါ့နော်ကျွန်တော်ပိတ်မှာတင်ထားတဲ့ဗီဒီယိုလေးတွေအားလုံးကျွန်တော်ပိတ်ကို like and follow လုပ်ထားတဲ့လူတွေနေ့စဉ်နဲ့များကြည့်ရှုပေးနေတဲ့သူတွေကကြတော့တွေ့ကောင်းတွေ့နိုင်တဲ့မြင်လဲမြင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုးလေးပေါ့နော်ဒါကျွန်တော်ဖွင့်ပြပါမယ်အားကိုဘယ်လိုထုတ်လုပ်ပေးလဲဆိုတာတွေးပြကြလားဗျအမြင့်ကနေတလက်ဟောဒိုးချိုစီးဆင်းလာတဲ့ရေတူးရဲ့အရှိန်နဲ့ဆိုလိုတာကပြောချင်တာကပေါ့နော်ကျွန်တော်ဥမာဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒီဗီဒီယိုကတကယ်တမ်းကျကျွန်တော် Facebook ကနေ download ဆွဲထားတဲ့ဗီဒီယိုဖြစ်ပါတယ်သူ original ကဒီ English စာနဲ့ပေါ့နော်ကျွန်တော် English လိုနဲ့သူပြောထားတဲ့ original video file ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကဘာလုပ်လဲဆိုတော့ဒီကောင်ကိုကျွန်တော် AI နဲ့တွားပြီးမှ generate လုပ်ထားဖြစ်ပါတယ်ဆိုတော့ပြောချင်တာကဒီနေ့ AI နဲ့ generate ပြီးတော့တွားလုပ်တယ်လေဆိုတဲ့ဥစ္စာကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အားလုံးလည်းကျွန်တော်လိုမျိုးပေါ့နော်ဒီ Facebook page လေးထောင်မှာဒီ content monetization လုပ်ဖို့ဝါသနာပါတဲ့လူတွေလည်းရှိကောင်းရှိမှာပေါ့နော်အဲ့ဒီများတော့ကျွန်တော်သူတို့အတွက်အကျိုးရှိနေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်လည်းဒါကိုယ့်ကိုလိလာထားပြီးမှကိုယ်တိုင်လုပ်ထားဖြစ်ပါတယ် Okay ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဆက်သွားအောင်ပါဗီဒီယိုလေးတော့နည်းနည်းရှည်မှာဖြစ်ပါတယ်ဆိုတော့ရှည်ဒီနေ့မြလည်းအားလုံးတစုံတရာ knowledge ရပြီးမှဒီမျိုးဗီဒီယိုလည်းဖန်တီးလို့ရမယ်ဆိုကျွန်တော်အာမခံပါတယ် Okay ကျွန်တော်ဆက်သွားအောင်ပါဒါလေးစနာတော့ကျွန်တော်ရှိတဲ့တမင်မွေးပုံစံတာပိုင်းပေါ့နော်ကျွန်တော်တို့နေ့စဉ်ပို့ရေကာတာကြီးကျွန်တော်တို့နေ့စဉ်ပို့မှာတွေ့နေရတဲ့အလုံးမင်းချိတ်ခိုက်ရွယ်တဲ့စီမီကွန်တက်တာဒီကျွန်တော်တို့နေ့စဉ်ပို့မှာတွေ့နေရတဲ့အလိုလျောက်ဒီကောင်ကိုကျွန်တော်တို့ဘယ်လိုသွားလုပ်လဲဆိုတဲ့ဥစ္စာကျွန်တော်ပြောပြပါမယ်အခုဆိုတော့ကျွန်တော်ထားပါတော့ကျွန်တော်ဘယ်လိုဆက်စကျွန်တော်ဘယ်လိုသွားလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ဒီမှာ Facebook သွားရင်မှာကျွန်တော် page ဆိုတော့ဒီမှာဗျာကျွန်တော်တယောက်ရဲ့ဗီဒီယိုယူလိုက်ပါမယ်ဒီမှာ AC power drives the actuator motor ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ပြပါမယ် Okay ဒီဗီဒီယိုကိုကျွန်တော်တို့ဒီမှာမြားလေးတွေ့တော့မြားလေးမဟုတ်ဘူးဆိုတော့ဒီအောက်ကဒီကBall 90 degrees to automatically open, close, and control. ဒီမှာအားလုံးတွေ့ရင်ဒီ copy ကျွန်တော်အကောင့်လေး copy link ယူမှာကျွန်တော်ဘာဆက်လုပ်အောင်လဲဆိုတော့ဒီမှာကျွန်တော်ကဒီမှာ share ပြီးတော့ဗောနော် Facebook ကိုအရင်ကျွန်တော်တို့ down လာဗောနော် down နဲ့ဆိုတော့ဒီမှာ Facebook video download ဆိုတော့တွေ့ပါလိမ့်မယ်အကောင့်လေးကျွန်တော်တို့နှိပ်လိုက်အဲ့မှာကျွန်တော်တို့ဒီမှာဒီ set bar လေးမှာဗောနော်ဒီ set bar လေးမှာကျွန်တော်တို့ copy link ယူလိုက်ဗောနော်ဒီမှာကျွန်တော်paste လုပ်လိုက်အဲ့ဆိုရင်ဒီမျိုးလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီမျိုးပေါ်လာပြီးကျွန်တော်တို့ဒီမှာ download ဆွဲလိုက်ပေါ့နော် download ဆွဲလိုက်မှာအရင်ဆုံးကျွန်တော်တို့ download ဆွဲလိုက်မှာကျွန်တော်တို့ကွန်ပျူတာထဲကိုထပ်သိမ်းပါပေါ့နော်ကျွန်တော် close လုပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့တော့တိုင်းလိုက်ပါနော်ကျွန်တော်တော့တိုင်းလိုက်မယ်ဆိုတော့တိုင်းလိုက်ပြီးမှကျွန်တော်တို့ပါဆက်လုပ်ရမလဲဆိုတော့ကျွန်တော်တို့တိုင်းပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဟိုအထက်ရောက်သွားပြီကျွန်တော်တို့ကွန်ပျူတာထဲရောက်သွားပြီပြီးရင်ကျွန်တော်တို့ဆက်ပြီးမှဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာမတွေ့ရတော့ကျွန်တော်နည်းနည်းကင်မရာလှည့်ပေးလိုက်မယ်ဒီမှာ Facebook script generator ဆိုတာရှိပေါ့နော်ဒီကောင်ကကြတော့သူဘာသာပြန်တဲ့ဥစ္စာတွေကိုကျွန်တော်တို့ကိုလုပ်ပေးရဖြစ်ပါတယ်စကားပြောတဲ့ဥစ္စာကိုစကားလုံးအနေနဲ့ပြန်လုပ်ပြအောင်နော်ဒီကောင်လေးကျွန်တော်ဝင်လိုက်โอเคခဏလာစားဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာခုန computer ဥစ္စာလေးကို page ပြန်လုပ်ပြီးမှကျွန်တော်တို့ generate လုပ်လိုက်ပေါ့နော်โอเคကျွန်တော်နည်းနည်းတော့စောင့်မှာဖြစ်ပါတယ်ဒီကောင်လေးဒီမှာသူပြောတဲ့စကားလုံးတစ်ခုချင်းစီတိုင်းဒီမှာဒီ script ရေးပြီးမှာပေါ့နော်သူကOkay သူပြောသွားတာတော့ရှေးပဲဒါပေမဲ့ဒီမှာထွက်လာ script ကတူအကောင်ကျွန်တော်တို့ copy ယူလိုက်ပြီးမှကျွန်တော်တို့ပဲဆက်သွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာGemini နဲ့သွားပါတော့ကျွန်တော်ကဒီမှာ Gemini နဲ့သွားပြီးမှဒီမှာ Gemini ထဲဝင်ပြီးမှကျွန်တော်ကဒီမှာကျွန်တော်လောက်ထားပြီးရရှိရပါတော့အကောင်နဲ့ကျွန်တော်တစ်ခါလေးသွားလိုက်ပါမယ်ဒီကောင်ထည့်တယ်ဒီကောင်မဟုတ်ဘူးเนาะဒီပေါ်အောင်စား Okay ဒီမှာပေါ့เนาะဒီမှာကကျွန်တော်တို့ကတန်ဖိုင်ထုတ်မှာဖြစ်တဲ့အတွက်ခုနကဒီကျွန်တော်အရင်လောက်ထားတဲ့ဥစ္စာတွေပါခုနကျွန်တော်တို့ coffee ယူလာတဲ့ဥစ္စာကိုကျွန်တော်တို့ဒီမှာ face လုပ်ရမှာဖြစ်ပါတယ်ဒါ face လုပ်မှာဒီမှာတစ်ခုပေါ့เนาะကိုကဒီအတန်ကိုပဲပုံစံသွားချင်တာပေါ့เนาะကျွန်တော်ကတော့ဒီမှာ narrate version ဆိုတာရှိရပေါ့เนาะ narrate version နဲ့ကျွန်တော်သွားထားတာဖြစ်ပါတယ်စသဖြင့် version တွေအများကြီးပဲရှိရကျွန်တော်လည်းအကုန်လုံးတော့
မသိဘူးเนาะလေ့လာနေစေမဟုတ်လို့ကျွန်တော်လည်းအကောင်လုံးတော့ကျွန်တော်လည်းမသိပါဘူးအဓိကကတော့ free ရတဲ့ဥစ္စာ AI ကျွန်တော်တို့သုံးပြီဆိုကျွန်တော်တို့ကဒီ pro ကိုမဝင်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က free version ပမာရတယ်ပေါ့เนาะ free version ကိုကျွန်တော်တို့ကသုံးရမှာဖြစ်ပါတယ် okay ခုနကကျွန်တော် copy လာတဲ့ဒီ script လေးကိုဒီမှာအဲကျွန်တော် face လုပ်လိုက်ပေါ့เนาะဒီမှာကျွန်တော်face လိုက်ဆိုခုနကသူပြောတဲ့အကြောင်းအရာလေးပေါ့အကောင်ကကျွန်တော်တို့ကဒီကောင်လေးလုပ်လိုက်တယ်ဆိုရင်ဒီမှာသူစာထုတ်ပေးပါလိမ့်မယ်မြန်မာလိုပေါ့တိုက်ရိုက်ပေါ့เนาะဒီမှာသူထုတ်လိုက်ပေါ့เนาะထုတ်လိုက်ဆိုတော့ဒီမှာကျွန်တော်တို့က script ကရသွားပြီ English ဒီကျွန်တော်တို့ဘာသာပြန်ပြီးသွားပြီပေါ့เนาะဒီ AC power drive the modulator စသဖြင့်ပေါ့เนาะဒီမှာသူကထုတ်ပေးပြီးသွားတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီကောင်ဘာဆက်လုပ်အောင်လဲဆိုတော့ဒီကောင်ကျွန်တော်တို့အတန် generate သွားလုပ်အောင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့အတန် generate ကနေရာတိုင်းမှာတော့ကျွန်တော်မရဘူးပေါ့เนาะပြောချင်တာ website တွေတိုင်းဒါမှမဟုတ်ရင်link တွေတိုင်းမှာတော့မရဘူးပေါ့เนาะတချို့အကန့်အသတ်တွေနဲ့ပေးထားတာဖြစ်ပါတယ်အဲ့ကောင်တော့ကျွန်တော်တို့ကိုယ့်အကူ share မှာလုပ်အောင်မှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ copy ကူးလိုက်ပေါ့เนาะ copy ကူးလိုက်ဒီထိပေါ့เนาะသူကဗျာနဲ့စုံးတာပေါ့เนาะဗျာလေးကိုကျွန်တော်တို့ copy ယူလိုက်ယူပြီးတော့ကျွန်တော်တို့ဘယ်ကိုဆက်သွားမလဲဆိုတော့နောက်ထပ် set bar တစ်ခုကိုရှာလိုက် TTX ဆိုတာရှိရပေါ့เนาะကျွန်တော်တစ်ချက် TTF maker TTF maker ဆိုတော့ဥစ္စာရှိရပေါ့ဒီကောင်လေးပေါ့เนาะ free text speak online ပေါ့เนาะမမြင်အောင်လားကျွန်တော်နည်းနည်းလှည့်ပေးလိုက်ပါ free text or to speak online ပေါ့เนาะအကောင့်လေးကျွန်တော်ဝင်လိုက်မယ်ဆိုရင်ဒီပုံစံတိုင်းလေးပေါ့เนาะဒါကျွန်တော်ခုနကလောက်ထားတဲ့ဥစ္စာလေးဖြစ်ပါတယ်ဒီပုံစံတိုင်းလေးဖြစ်မှာဖြစ်ပါတယ်ဒီပုံစံလေးမှာကကျွန်တော်တို့ကောင်းလို့ချင်တဲ့ဒီကောင်ကပထမဥစ္စာကျွန်တော်တို့ထားတဲ့ဥစ္စာဖြစ်တဲ့အတွက်ဒီကောင်လေးကုန်ဖြတ်လိုက်ပါမယ်โอเคကျွန်တော်တို့အကုန်ဖြတ်ပြီးသွားပြီပေါ့နော်ဒီမှာ तू က1000ထိ300ပေါ့နော်ဒီမှာမမြင်ရဘူးကျွန်တော် net shift ပြန်မယ်ဒီမှာပေါ့နော်ကင်မရာကျွန်တော် net setting ချိန်ထားတဲ့လောက်ထိပဲဖြစ်တယ်ဒီမှာ maximum က maximum chapter က1000ပေါ့နော် remaining 1000 availability ပေါ့နော် available ဆိုတော့ပြောချင်တာဒီ1000ပဲခွင့်ပြုထားဖြစ်ပါတယ်သူ work 1000ကိုကျွန်တော်တို့ထုတ်လို့ရတယ်စကလုံး1000ကိုကျွန်တော်တို့အတန် generate လုပ်လို့ရတယ်တိုးတော့ကျွန်တော်တို့တကယ်တမ်းကြတော့ပေါ့နော်900ခွဲထုတ်လိုက်တယ်ဆိုတော့file 2 file ထွက်လာမှာပေါ့နော်အဲ့လိုလုပ်လို့ရင်အဆင်ပြေပါတယ်အရင်ရှည်ရဆိုရင်ပေါ့နော်မရှည်ဘူးဆိုရင်တော့နည်းနည်းလေးဆိုရင်တော့ဒီ1000ကကာပါဖြစ်တယ်ပေါ့နော် okay ကျွန်တော်ခုနကစာကို paste လုပ်လိုက်မယ်နော်ဒီမှာ paste လုပ်လိုက်မယ် paste လိုက်တော့ဒီမျိုးဖြစ်သွားပါပေါ့နော်